အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီ screen ပေါ်မှာမြင်တွေ့နေရတဲ့ဒီ 3D ပုံလေးတွေကိုပေါ့နော်ကျွန်တော်တို့ဒီသင်တန်းမှာရှိတဲ့3D printer ကိုအသုံးပြုပြီးတော့မှကိုယ်တိုင်ဆွဲပြီးတော့ထုတ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် internet ကနေရှာပြီးတော့မှကျွန်တော်တို့ဒီထုတ်တဲ့အခါမျိုးမှာဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်တစ်ဆင့်ချင်းစီပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့ဒီ internet ကနေပြီးတော့မှကျွန်တော်ဒီ3D STL file download ဆိုတဲ့ထဲကိုဝင်မယ်ပြီးရင်အသုံးများတဲ့ link ဖြစ်တဲ့ကျွန်တော်ဒီ3D free model တွေကိုသွားမယ်ပေါ့နော်ပြီးသွားရင်ဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ ready ဆွဲထားတဲ့ပုံလေးတွေအများကြီးရှိရပေါ့နော်အဲ့မှာကိုစမ်းထုတ်ချင်တဲ့ပုံလေးတွေကိုလည်းမလုပ်လို့ရလဲဆိုတော့ download ရပါတယ်အခုကျွန်တော်ဒီ website ထဲမှာပုံတွေအများကြီးရှိတဲ့ထဲမှာအခုလောလောဆယ်ကျွန်တော်ဒီပုံလေးကို click ချက်နေမယ်နှိပ်ပြီးတော့ကျွန်တော်ဒါကိုဘာလုပ်မှာလဲဆိုတော့ download ဆွဲမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ download ဆွဲ clone လေးကို click ချက်နှိပ်လိုက်မယ်ပြီးရင် zip file အနေနဲ့ download ဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော် zip file လေးကို click ချက်နှိပ်ပါမယ်ပြီးရင်ကျွန်တော်ဒီ download ဆွဲပြီးသားဟာကို desktop ပေါ်မှာတင်ပြီးတော့မှကျွန်တော်အဲ့ဒါကိုဘာလုပ်မလဲဆိုတော့ zip file ဖြစ်တဲ့အတွက် extract လုပ်ရမယ်ပေါ့နော်ဒါဆိုကျွန်တော်အခုလောလောဆယ် desktop ပေါ်မှာပဲ extract လုပ်လိုက်မယ်ပြီးရင်ကျွန်တော်ကဒီ extract လုပ်ပြီးသား file လေးက folder တစ်ခုအနေနဲ့ကြာလာမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကအဲ့ file လေးကိုဝင်ပေးရအတွက် folder လေးကိုဝင်မယ်ဝင်ပြီးတော့ကျွန်တော်ကဒီ icon လေးကို size တွေပါ change နေတာဖြစ်တဲ့အတွက် right click နှိပ်ပြီးတော့မှ open with ထဲမှာဒီ Ultimate Creator ဆိုတဲ့ဒီ software ကိုတွင်းထားဖို့လိုတယ်ပေါ့ဒါဆိုရင်ကျွန်တော်က open with Ultimate Creator ဆိုပြီးတော့မှကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်ဒီ software နဲ့ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့နေရာရွှေ့တာတွေပြီးလို့ရှိရင် scale တွေပေါ့နော်တနည်းအားဖြင့် size တွေကိုအလွယ်တကူဘာလုပ်လို့ရလဲဆိုတော့ change လုပ်ရတယ်အခုလောလောဆယ်တော့ကျွန်တော်ဒီ x direction ပေါ့ပုံရဲ့ဒီအကျယ်ကို60 mm လောက်ပဲတနည်းအားဖြင့်ကျွန်တော်ဒီ2လက်မကျော်လောက်ပဲထားမှာဖြစ်တဲ့အတွက်ကျွန်တော်အဆင်ပြေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ size တွေမ change တော့ဘူးအဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုဒီညာဘက်အောက်တော့မှာရှိတဲ့ ဒီ slide ဆိုတဲ့ကောင်လေးကိုအရင်ဆုံးဘာလုပ်ပေးမလဲဆိုရင်နှိပ်ပေးရမှာဖြစ်ပါတယ်အချိန်ခဏစောင့်မိသွားပြီဆိုလို့ရှိရင်တော့ဒီ printing time မှာသူကnearly estimate လုပ်ပေးတယ်ပေါ့ဒါဆိုရင်ဒီပုံလေးကိုကျွန်တော်ဒီ 3D printer နဲ့ထုတ်မယ်ဆိုလို့ရှိရင်တနာရီနဲ့22မိနစ်လောက်ကြာနိုင်တယ်ပေါ့ဒါဆိုရင် 3D printer မှာကျွန်တော် i-file ကိုကူးဖို့ရအတွက်ကဒီ memory card လေးကိုကျွန်တော်တို့မလုပ်ပဲဆိုလို့ရှိရင် i-file လေးကိုဒီ memory card ထဲကိုထည့်ရမယ်ပေါ့ဒါဆိုရင်ကျွန်တော်laptop မှာ memory card လေးကိုကျွန်တော်ထိုးလိုက်မယ်ထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီညာဘက်အောက်တော့မှာသူကဒီမှာ save to disk ဆိုတဲ့ကောင်လေးပေါ့နော်တနည်းအားဖြင့်ဒါဆိုရင် save to ramable disk ဆိုတဲ့ကောင်လေးကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအခုဒီ file လေးဟာဘယ်ထဲကိုရောက်သွားပြီလဲဆိုရင် memory card ထဲကိုရောက်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော် memory card ထဲကိုဒီဖြုတ်လိုက်မယ်ဖြုတ်ပြီးသွားတော့မှကျွန်တော်တို့ဒီမှာ 3D printer မှာသွားပြီးတော့မလုပ်မလဲဆိုလို့ရှိရင်တစ်ဆက်တည်းမှာထိုးလိုက်မယ်ပေါ့ဒါဆိုရင် 3D printer ကိုဖွင့်မယ်ဖွင့်ပြီးသွားတော့မှကျွန်တော်ဒီစောစောကဒီ memory card လေးကို3D printer လေးကိုကျွန်တော်မလုပ်မလဲဆိုလို့ရှိရင်ထည့်လိုက်ပါမယ်ဒီလိုမျိုးကျွန်တော်ဒီထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အားလုံး ready ဖြစ်ပါပြီဒါဆိုရင်ကျွန်တော် print ထုတ်လို့ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင် print ဆိုတဲ့ကောင်လေးကိုထပ်ပြီးတော့မှ click တစ်ချက်နှိပ်မယ်ပြီးတော့ကျွန်တော်ဒီကိုထုတ်မဲ့printer ထုတ်မဲ့အကောင်လေးကိုနာမည်လေးကိုရွေးမယ်ရွေးပြီးတော့ print ဆိုပြီးတော့မှကျွန်တော်ဒီအချိန်ခဏစောင့်နိုင်မယ်ပေါ့နော်ဒါဆိုရင်စက်ဟာလည်းပဲ ready first layer ကိုစပြီးတော့မှသူစပြီးတော့ print ထုတ်နေပါပြီကျွန်တော်ဒီ estimate တိုင်းပဲတနာရီခွဲနီးပါးလောက်ဒီရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့ပုံဟာ ready printer ပေါ်မှာအားလုံးထုတ်ပြီးသားဖြစ်ပါမယ်အခုမြင်ရတဲ့အနေထားကတော့ကျွန်တော်ဒီဘေးမှာသူကprint ထုတ်တဲ့အချိန်မှာအဆင်ပြေအောင်ဘေးမှာ support တွေလည်းပါတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီဆွဲခွာတဲ့အချိန်မှာလည်းမလိုအပ်တဲ့ support တွေကိုဖယ်ပြီးသွားတော့မှသာပုံအချောလေးရမှာပဲဖြစ်ပါတယ်အခုဒါကတော့ကျွန်တော်ဒီမလိုအပ်တဲ့ဟာတွေကိုဖယ်ထုတ်ပြီးတော့မှနောက်ဆုံးရရှိလာတဲ့ပုံအချောလေးပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်ဒီစိတ်ဝင်စားစရာကောင်းတဲ့ course တွေကိုကျွန်တော်ဒီလာပြီးတော့မှjoin ချင်တယ်ဆိုလို့ရှိရင်တော့လာမယ့် summer class မှာဖွင့်မယ်ကျွန်တော်ဒီ 3D printing 3D design course modeling course မှာကျွန်တော်တို့အတူတူလာ join လို့ရပါတယ်